စင်းလေးကျင်နေလေးပါစင်းလေးထုတ်မယ်ဆိုရင်အရင်ဆုံးကိုယ့်ရဲ့ကျိုးပေါ့နော်ကျိုးအရှိကိုဒီမှာလက်ညှိုးပေါ်တင်မယ်တင်ပြီးရင်လက်မပေါ်တင်ပါမယ်နော်လက်မပေါ်ဒီလိုကျိုးတူလေးဖြစ်သွားပါမယ်နော်အဲ့ဒါကိုမှဒီလက်မပေါ်ကကွင်းကိုလက်ညှိုးပေါ်ကကွင်းပေါ်မှာဆွပြီးတော့ဒီကွင်းလေးကိုနည်းနည်းဆွဲထုတ်ပါမယ်ဒီမှာလဲနေရလေးရှင်ကိုပြန်လှည့်လိုက်မယ်နော်အဲ့တော့ဒီကျိုးအရှိကကြတော့ဒီအောက်ကနေရှက်လာမယ်ရှက်လာပြီးတော့ဒီထောင်းနေတဲ့ကွင်းလေးတွေကိုကျိုးရှိကိုဒီလိုလေးထည့်လိုက်ပါမယ်အဲ့ဒီမှာလဲနေတဲ့အကျိုးတွေဆိုရင်ပြန်ပြီးတော့ဒီလိုလေးထည့်သွားပေးမယ်နော်အရန်လွယ်ပါရဲ့နော်အဲ့လိုလေးလှည့်သွားပြီးပြီဆိုလို့ရှိရင်ကျိုးအရှိကဒီမှာအတိုးလေးရှိမယ်ဒီဘက်မှာအရှိဖြစ်ပါမယ်နော်အဲ့မှာဒီမှာအကွက်လေးရှိတယ်ဒီအကွက်လေးရဲ့ဒီအလေးတဲတဲ့အပေါက်တခြားမြန်ကြည့်မယ်နော်အဲ့ဒီအလဲပေါက်တွေကိုကျိုးနဲ့ချောင်းလုံးသွင်းပါမယ်အရင်ဆုံးကျိုးတိုကိုအရင်ဆုံးဒီကနေအောက်ကနေရှိုးလာမယ်လာတဲ့အခါချက်ရှိတဲ့ပုံစံနဲ့ကျိုးကိုဒီဘက်ကနေရှိုးသွင်းပါမယ်နော်အဲ့တော့အတူကျိုးလေးကိုဒီလိုလေးရှိုးသွင်းမယ်ကိုကအခုကပစင်းသီးကိုစပြီးတော့ကြည့်မယ်ဆိုရင်အရင်ဆုံးကျိုးအရှိကို10လက်မှသုံးဖို့17လက်မှကျိုးနေမယ်သုံးပြီးပါနော်အဲ့တော့ဒီမှာဒီအပေါက်လေးထပ်လာရင်နောက်ထပ်ကျိုးရှည်ရကြတော့ဒီချက်ရှိတဲ့ပုံစံဒီအပေါက်ထဲကနေပဲပြန်လာမယ်ပေါ့နော်အလဲပေါက်တစ်ပေါက်ထဲမှာပဲကျိုးနဲ့ချောင်းလုံးထွက်ပါမယ်ကျိုးတွေကလေတစ်ပေါက်စီထွက်လို့မရဘူးပေါ့နော်ဒီတစ်ပေါက်ထဲမှာပဲထွက်မှာအဲ့တော့ဒီမှာကျိုးနဲ့ချောင်းလုံးကဒီလိုလေးထွက်လာပါပြီနော်အဲ့လိုလေးထွက်လာပါပြီဆိုတဲ့ခါကျတော့အရှိရောတူရောဒီတစ်ပေါက်ထဲမှာထွက်လာပါမယ်ဒီမှာပြောချင်တာတကွာကြတော့ဒါကကြတော့စာကနာချွန်လေးပြုတ်လို့တဲ့ပစင်းသီးကျင်နီလိုပြပေးတာဖြစ်ပါတယ်အဲ့ချိန်မှာပြတဲ့ခါမှာတချို့ဆက်ဆက်ရက်ကတွေကကျမတို့နီးနဲ့လည်းမတူဘူးကျမတို့နီးကပို့လွယ်တဲ့ဘာညာတွေဝင်မဲ့မဲ့စာကိုတက်တယ်ဆိုရင်ကိုနဲ့ပြင်ရတာတင်ရိုက်ပေးပါနော်အဲ့တော့ဒီမှာနှစ်ကျိုးလုံးရပြီဆိုရင်လက်ညှိုးလေးကိုဆွဲထုတ်မယ်အထောင်လိုက်လေးကြံပါမယ်အဲ့တော့ဒီမှာစာကနာချွန်လေးသုံးမယ်စာကနာချွန်သုံးဖို့စရိုးချွန်သုံးဖို့ကိုကခေါက်ဆက်စားတွေပေါင်းသားတူလေးကိုခဲနဲ့ချွန်တို့ချွန်ပြီးတော့သုံးလို့လည်းရပါတယ်ထောင်လာတဲ့ကျိုးကကိုကဟုတ်ပြီဒီဘက်မှာညာဘက်ချမ်းဘက်ကနေစပြီးတော့ကျိုးကိုဆွဲထုတ်မယ်ဆိုရင်အဲ့ဒီကျိုးလုံးပက်လေးဒီကျိုးတစ်ချောင်းလေးကိုပဲပက်လေအစင်စင်ကြွားပေးပါနော်ပစင်းသီးချစ်တယ်ဆိုရင်နေရာမှာလေကိုကမီးမှန်လက်မှန်နဲ့စနစ်တကျချင်းလွယ်ကူနဲ့အရိုးရှင်းရှင်းလေးရပါတယ်နော်နောက်ပိုင်းကျွမ်းကျင်သွားလို့ရှိရင်စက္ကန့်ပိုင်းနဲ့လည်းကြည့်လို့ရတဲ့ပစင်းသီးလုံးလေးရလာပါမယ်အဓိကပစင်းသီးလုံးလေးတွေကချစ်ပြီးတော့လုံးပြီးတော့ဝိုင်းဆက်နေရပါမယ်နော်ဒီရှေ့ရောက်လာပါမယ်ပြီးရင်အခုနလိုပဲဘယ်ကျိုးပဲတွင်းရင်အဓိကကိုကန်ပြီးတော့ဆွဲထုတ်လိုက်တဲ့ဒီအချုံလေးနဲ့ဆွဲထုတ်လိုက်တဲ့ကျိုးအိုပဲပက်လေဒီကျိုးသွားတဲ့လမ်းကြောင်းတိုင်းကိုလည်းကိုကဆွဲထုတ်ပြီးတော့အစင်စင်ကျစ်သွားပေးရပါမယ်တဖြည်းနဲ့သေးပြီးတော့လုံးကျစ်သွားတဲ့အထိပါနော်မြုပ်နေတာလေးရှိနေအချုံလေးနဲ့ဆွဲထုတ်ပေးပါနော်အမှုဆိုလို့ရှိရင်ကိုယ့်ရဲ့ကြစ်ကြောင်းမှာကြံကြလို့ရှိရင်ပစင်းသီးကလေးလုံးလုံးလေးမရဘဲနဲ့ပြောင်းသွားတတ်ပါတယ်နော်ဒီလိုအစင်စင်လေးကျသွားပေးပါမယ်နော်မန်ဂျယ်ဒီကိုတယောက်ရှင်းတည်တဲ့ online class ကနေအခြေခံကနေစပြီးတင်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ယခုအကောင့်သုံးဖို့ပေးမှတင်ထားတဲ့ Messenger မှာဆက်သွယ်ပြီးတော့စုံစမ်းအနံလို့ရပါတယ်နော်အဲ့တော့ဒီမှာအစင်စင်လေးဒီလိုကြစ်လာတယ်ပြီးအရှိအောင်ဆွဲချပါမယ်အဲ့တော့ဒီမှာအလုံးလေးများသလိုလေးဆိုရင်တစ်ဖြည်းဖြည်းနဲ့အစင်ဆက်ပြီးကြွားပေးပါနော်ကဲအဲ့လိုလေးကြည့်ပြီးသွားဆိုရင်ကိုယ့်ရဲ့ပစင်းသီးလုံးလေးရဲ့ပုံစံကိုကြည့်မယ်အပေါ်စီကနေကြည့်တဲ့အခါအလဲတဲ့မှာဒီအလဲဆန်လို့ခေါ်တဲ့အစံလေးရှိရပါမယ်ဘေးမှာဆိုရင်1 2 3 4အတုံးလေး၄တုံးမှာဝန်းရံထားတဲ့ပုံစံရှိရပါမယ်ဒါဒီစနစ်ကြတဲ့ပစင်းသီးကျင်နေဖြစ်ပါတယ်အဲ့တော့အလဲမှာအတုံးတစ်ခုနဲ့ဘေးမှာအတုံးလေးကိုစုစုပေါင်းအတုံးလေး၅ခုရှိပြီးတော့ဒီလိုပုံစံကျနာမှသာပစင်းသီးလုံးလေးလုံးလုံးလေးရမှာလားမယ်ပေါ့နော်အဲ့မှာပြီးသွားတဲ့ခါကျလို့ရှိရင်လေဟုတ်ပြီကိုကကျိုးကတစ်ဖက်ကအလှကျိုးတစ်ဖက်ကချုပ်ရိုးရှိနေဆိုလို့ရှိရင်အရန်လွယ်ပါတယ်နော်ချုပ်ရိုးရှိတဲ့ဘက်ကိုဒီလိုလေးလက်ညှိုးလက်မလေးနဲ့လှည့်လိုက်ရုံပါပဲနော်ပြီးရင်ကင်တဲ့ခါကျရင်ဒီလိုချီချိုးတဲ့ခါကြလို့ရှိရင်ကိုကပြန်ပြီးတော့ချီပြောင်လေးချုပ်တော့ပို့ပြီးအဆင်ပြေပါရဲ့ပေါ့နော်တင်တန်းမှာဆိုလို့ရှိရင်တော့ကျိုးအတူရှိဘယ်ကနေညာပို့ညာကနေဘယ်ဘက်ပို့လာဆိုတာစအကုန်သေးစိတ်ကကြတော့ online class မှာဆက်ပြီးတော့တင်ပြပေးပါတယ်ရှင်အဲ့တော့ပစင်းသီးလုံးလေးအားလုံးလုတ်တက်မယ်လို့ယူဆပါတယ်အစီအမီကြပါစေနော်